ဘယ်လောက်ပဲဘွဲရပညာတက်ငွေမရှိရင်တော့သူများခိုင်းပတ်တယ်မလားမိသားစုဝင်နေတဲ့မှာတော့ငွေရှိတဲ့လူကလူရဝင်ပြီးငွေမရှိရင်ဆွေမျိုးမတော်ချင်းနှိမ်ချင်းချင်းဖြစ်နေကြတဲ့ခေတ်ကာလမှာမင်းကဘာကိုဆွေမျိုးဆက်ပြီးကုရလက်ရှာကျင်နေရတာno မရဘူးငွေမရှိရင်ဘလောက်ပဲရင်မင်းကိုသူတို့အယုံမသွင်းဘူးမယုံကြဘူးဘယ်လက်မှလည်းကန့်လာမှာမဟုတ်ကြဘူးနောက်တစ်ခုကနှလုံးသားဘလောက်နှူပြီးဘလောက်ဖြူစင်အသေးအသက်လောက်ချစ်ပါတယ်ပြောပြီးဘလောက်ပဲကြပြီးထိုးထားငွေမရှိရင်တော့ချစ်ချင်တရားလမ်းခွဲသွားတဲ့ချစ်ရသူတွေကိုလည်းမင်းတွေ့နေအောင်ပါပဲတငယ်ချင်းတို့လိုခက်တန်းဘော်ဒါရင်ခောက်တွေ့တော့ငွေမရှိတဲ့အခါမျက်နှာရှုံမဲ့ပြီးကောက်ခါငင်းကမင်းကိုကြောခိုင်းထွက်သွားသေးတာပဲမဟုတ်လားဘာကိုတန်းဆိုဖြစ်နေအောင်ပါလဲမင်းမှငွေရှိအောင်သာအရင်လုပ်